dry skin မှာတွေကတင်းတိတ်ဖြစ်တာများတယ်ပေါ့နော်အဲ့ဒါမျိုးမှာဆိုလို့ရှိရင်အမားတို့တွေကဒီအပေါ်မှာရှိနေတယ်ပေါ့နော်ဆဲသေးတွေပေါ့နော်နေထိလို့လားပေါ့နော်နေရောင်စမ်းပန်းနေဖြစ်သွားတာလားပေါ့နော်ဒါမှမဟုတ်လို့ရှိလို့ရှိရင်ကိုအသက်အရွယ်ရလာတဲ့အခါမှာကိုရဲ့ပေါ့နော်ဒီဆဲသေးတွေကို cleansing ကောင်းကောင်းမလုပ်နိုင်တဲ့အတွက်ပေါ်မှာရှိနေတဲ့ဆဲသေးတွေကပို့ပြီးတော့နှစ်ကာလကြာတာပေါ့ဥလန်းချောင်းတစ်ချောင်းလို့ပေါ့တဲတို့ကကိုကပုံမှန်ဝင်းသွားနေတယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကကျန်းမာနေတယ်လို့ပဲဒီအပေါ်မှာရှိနေတဲ့ပေါ့နော်အပေါ်ရန်အလွှာမှာရှိနေတဲ့ဆဲတွေကတနေ့တနေ့မွေးဖွားလိုက်တိတ်ဆုံးလိုက်ပေါ့နော်ဘာနဲ့သွားနောက်တစ်ခုထိုင်းရှင်လို့ရလဲဆိုလို့ရှိရင်အမတို့အိမ်တစ်လုံးလို့ပေါ့နော်နေ့တိုင်းအိမ်လှဲတယ်ဒါပေမဲ့နောက်နေ့ကျရင်လည်းဖုံပြန်တက်နေတယ်ပေါ့နော်အဲ့လိုမျိုးပဲအမတို့ရဲ့ဒီအပေါ်မှာရှိနေတဲ့ဒီအရေပြားထဲမှာဆဲလေးတွေရှိတယ်အဲ့ဆဲလေးတွေကမွေးဖွားလိုက်တိတ်ဆုံးလိုက်မွေးဖွားလိုက်တိတ်ဆုံးလိုက်ပေါ့နော်အဲ့တော့ဒီတိတ်ဆုံးသွားတဲ့ဆဲသေးတွေကကိုကနေပြီးတော့ cleansing ကောင်းကောင်းမလုပ်ဘူးဆိုလို့ရှိရင်အပေါ်မှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီဆဲသေးတွေကချက်ပြားဖြစ်လာချက်ပြားဖြစ်ပြီးတော့တင်းတိတ်လိုမျိုးဖြစ်တယ်ပေါ့နောက်တစ်ခုကကြတော့နေလောင်သွားတယ်ပေါ့နော်နေလောင်သွားတယ်အဲ့ဒါမျိုးကြလို့ရှိရင်မတို့တွေကဒီဆဲသေးတွေကိုဖယ်ရှားဖို့လိုတယ်လေအဲ့တော့ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်အသားရည်ကပိုခြောက်လာတယ်အသားရည်သူ့ဘာသူဆိုးပြေးလေးဖြစ်နေတယ်ဆိုလို့ရှိရင်တော့အသားရည်ကဘာဖြစ်လာလဲဆိုလို့ဆိုးပြေးလေးဖြစ်နေတယ်ဆိုရင်ဒီအသားရည်ကကျန်းမာတာပေါ့နော်ဒါကြောင့်မို့တင်းတိတ်ဖြစ်တဲ့လူတွေကဆိုလို့ရှိရင် dry skin တွေဖြစ်များတာဖြစ်တဲ့အတွက်မတို့က cleansing နိုင်အောင်လုပ်မယ်ပြီးလို့ရှိရင် night time ပေါ့နော်ညဘက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဆဲသေးတွေကိုဖယ်ရှားဖို့အတွက်ပေါ့နော်double cleansing ဆိုပြီးတော့တိုနာလေးသုံးပြီပေါ့နော်မဆိုလို့ရှိရင်ဒီ AHA ပါတဲ့တိုနာလေးကိုသုံးတယ်ဒီတိုနာလေးကမတို့အပေါ်မှာရှိနေတဲ့ဆဲသေးတွေကိုကြီးချွတ်ပေးနိုင်တယ်ပေါ့နော်ဆဲသေးတွေကိုဖယ်ရှားပေးနိုင်တယ်ပြီးချွေးပေါက်မှာရှိနေတဲ့အရည်ကြီးတွေကိုပါဖယ်ပေးနိုင်တယ်เนาะပြီးရင်ဒီဆဲသေးတွေကိုဖယ်ပေးနိုင်အကြောင်းမလို့ညဘက်မှာဆိုလို့ရှိရင်အမတို့တွေကဒီလို dry skin လေးတွေဆိုလို့ရှိရင် night time မှာဒီအသားရည်ဆဲသေးတွေကိုဖယ်ရှားပေးနိုင်တယ်เนาะdouble cleansing လုပ်မယ်ကိုနဲ့ကိုက်ညီတယ်ပေါ့နော်ကိုနဲ့အရေပြားနဲ့ကိုက်ညီတယ် double cleansing လုပ်မယ်ပြီးလို့ရှိရင်ရေဓာတ်ဖြည့်မယ်ပေါ့နော်ဆွေးပေါက်မှာရှိတာပယ်သွားတဲ့အခါကျမျက်နှာလေးကြီးကြီးလေးဖြစ်သွားတယ်ဒီမှာအရေးလေးတွေကျန်နေဆိုလေပင်လေးတွေတုပ်နေရွက်ကလေးတွေတုပ်မယ်အားရည်6တဲ့လူတွေကအများဆုံးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ပြင်တော့ရေဓာတ်ဖြည့်မယ်ပေါ့နော်အသစ်ကလေးထုတ်လိုက်တယ်ရေဓာတ်ဖြည့်မယ်ဆဲသေးတွေဖယ်ချပြီးရင်ဆဲသေးပြန်မွေးဖွားဖို့အတွက်ပေါ့နော်နိုင်ယာစီမိုက်တို့ပါတယ်အေဒီနိုစင်းတို့ပါတယ်ပေါ့နော်ပြီးရင်စီဝတ်တာပါတယ်ဟွာရောနစ်ပါတယ်ဒါတွေကအမတို့ရဲ့အရေးပြားအတွက်ကိုရေဓာတ်ပြေဝဖြည့်ပေးနိုင်တယ်ဒီရေဓာတ်ပြေဝဖြည့်တဲ့အသားရည်ဆိုလို့ရှိရင်ပြင်နာစာလေးတွေကင်းလာတယ်เนาะကိုလိုချင်တဲ့ကြီးရှင်း skin လေးကိုရတာပေါ့နော်အဲကြောင့်မလို့ night time မှာဒီတင်းတိတ်လေးတွေအသား6တဲ့သူလေးတွေကdouble cleansing ဖြည့်ကိုနဲ့ကိုက်ညီတယ်เนาะတိုနာလေးသုံးမယ်ပြီးရင်ရေဓာတ်ဖြည့်တယ်ဒါဆိုလို့ရှိရင်မျက်နှာဆူဆူချီလေးဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်